ဒီဝန်သားဆိုဘုံကြီးပွဲမဟုတ်ဘူးမင်းတန်ကအတူတွေမင်းတို့ဒီကပါတယ်ထုတ်သားမင်းနာမည်ပြည့်အဒုကန်တာပဲ အဲ့တော့မေတော့နေမကောင်းလို့ဗျာအောင်မိတ်မှကြောင်းဗျာ အောင်ပိတ်မှဆရာတော်ဘယ်လိုလဲအပေါ်နေပါလား ကြံတော့မှဝတ်တာ ဘယ်သူကပေးတာလဲဘယ်သူဝတ်ပေးရလဲဘယ်ကျောင်းကဝတ်ပေးရလဲကျောင်းချင်းဒီပဲတော့ အင်းကြီးနဲ့ကြောင်ကြီးကြိုင်ဘုန်းကမရှိမှရှိတော့ငါကြံဒီကန်းထွက်လာခဲ့ မရှိတာအသာနာမှာဘီဝန်သားဆိုတာဘွဲကိုပြောတာမဟုတ်ဘူးဂုံကိုပြောတာဘလောက်လဲအလုံးဘလောက်လဲလား ကောင်းတယ်ကြီးဗျာ ထုတ်ပြဒီမင်းနာဘူး ဆိုပြီးတာဒါလေးနေနောက်ဆက်9ရက်ဘယ်တော့မှအသက်တန်ဖြစ်လို့မေတော်ကြီးသက်တန်ဖြစ်လို့ဘယ်တော့လမ်းခေါ်ဟာဗျာဘိုးလုံးမျိုးဦးဆိုလိုက်ကြည့်လို့ရပါဘူးလိုက်ကြည့်လို့ရဗျာတော့ကနားပါဘယ်တော့ နောက်မှရှင်ကောက်ဝတ်တဲ့ ဘုံဘုံ ဘယ်ဦးစင်းကဘယ်ဥဆောင်ဦးစင်းကဒီလျှောက်ပြောပြန်အတက်ဘလောက်တော့ အဲ့ဒါလည်းပြီးတော့24လောက် ထုတ်စားလဲ တော့အမှစိတ်တော့တယ်အရင်စိတ်တော့လုပ်တယ်ကြောက်ဝေလုပ်တယ် ဒါကြီးသူတို့သိလား မသိဘူး ။အောင်မင်းညာလိုပါ အများကြီးပဲဆရာ ဟုတ်လား ဟုတ်လားဟိုဘွဲနေမှာဗျာ ။အင်း ဘွဲနေမှာရှင်းစနကဗျာ တောက်ကြဘယ်မှာလုတ်တဲ့တောက်ကြလဲ။ကျွန်တော်ဒါလေးခဏအောက်ချမနော်။ဟွန်း။သူနေတော့ဘယ်မှာနေရလဲ ကျန်ဒီကောင်မှကြာဗျာ ။ဟမ် ကျန်ဒီကောင်မှ ။မင်းလဲကြအိတ်ကြပါ ဟုတ်တော့အဲ့ဒီလည်းပြောရဲ့ ဟုတ်တယ်နော်မဆရာတော်လာတော့ ။ဟိုဒါဒီကပါတယ်ထုတ်သား။မင်းနာမည်ပြည့် ဒီတော့ဖုန်းခွဲလာ ဟမ် ဖုန်းခွဲလာဗျာ လူနာမည် ဒီနာမည်ရဲမင်းသူဗျာ ဒေမင်းသူအတက်ဘလောက်လဲ တက္ကအားပါ ဟမ်အဒုကန်တာပဲပေါ့ ကျွန်တော်ကတော့မှဟိုဆွေးရအောင်ဗျာဘယ်တော့မေတော့နေမကောင်းလို့ဗျာ ဘုမှတည်းရော ကျောင်းကြီးဆိုတာဗျာ မင်းကဘယ်ကျောင်းရတော့ အောင်မိတ်မှကြောင်းဗျာအောင်မိတ်မှကြောင်းဗျာ မင်းအောင် ဘယ်လိုပဲဗျာ မင်းအောင် ဘယ်လိုပဲကြောင်းလဲဘယ်တော့မေတော့နေမကောင်းလို့ဘုရားတော့ အောင်ပိတ်မှဆရာတော်ဘယ်လိုလဲ အရှင်ပြဝတာဗျာ ဟမ် အရှင်ပြဝတာဗျာဘယ်လိုပဲတော့ဝေတာဟိုဒါတော့ရဲ့ဥပဒေဆရာတော်အရှင်ပြဝတာဗျာအဲဆရာတော်ဟိုဒါပြန်လို့မဝိုက်ဗျာ အဲ့တော့ တော့ဟိုတဲ့အောင်မိတ်မှကြောင်းမှာကြောင်းနေတာဗျာ အပိတ်မှဆရာတော်ဘယ်လို ဟိုဆရာတော်ပြောနေမယ်ဘယ်လိုမှမပြီးဗျာဘယ်လိုအဲကျောင်းမှာကျောင်းနေတာမကြသေးဘူးဗျာဘယ်လို မပေါ်နေပါလား ဘယ်လိုဒီကြမ်းမဟုတ်တာဗျာ ဟမ် ဒီကြမ်းတော့မဟုတ်တာ ဘုန်းကြီးပွဲကဘယ်လိုပေးတာလဲ သူမနာ ဟမ် သူမနာ သူမနာဘယ်လိုပေးတာလဲဘယ်လိုဝတ်ပေးရလဲ အကျောင်းကဆရာတော်ပဲ ဘယ်ကျောင်းကဝတ်ပေးရလဲ အတူတူပဲဗျာ ဘယ်လိုအတူတူလဲတော့ ကျောင်းရဲ့အတူတူပဲကျောင်း ဘယ်လိုကျောင်းချင်းတူပဲတော့ အောင်မဲ့ကျောင်းအတူတူပဲဗျာဘယ်လိုဝေစောက်အောင်ကတရားတိမှာပဲဗျာ တရားကြီးရ ငါကြီးအင်းကြီးနဲ့ကြောင်ကြီးကြိုင်ဘုန်းကမရှိမှရှိတော့ငါကြံဒီကန်းထွက်လာခဲ့တာ အောင်မဲ့ကျတော့ဟုတ်ဘယ်လိုဝေတာဟိုစောက်အောင်ကတရားတိမှာဝေတာတရားတိကနေတော့ဟိုဆရာတော်ဒီဝန်သားပြန်တော်မူတော့တော်တော်က ဒီဝန်သားဆိုဘုန်းကြီးပွဲမဟုတ်ဘူးမင်းတန်ကအတူတွေမင်းတို့ မင်းတို့တင်မချောင်းမယ် ဘယ်လိုမဟုတ်ဘယ်လိုအရှင်ဘီဝန်သားဆိုတာ ဟာဘီဝန်သားတို့ ဟိုဆရာတော်ရဲ့ဟိုဆရာတော်ပြောနေမယ်အရှင်ဘီ အဲ့ဒါ ဝန် မ သား ရှိတာအသာနာမှာဘီဝန်သားဆိုတာဘွဲကိုပြောတာမဟုတ်ဘူးဂုံကိုပြောတာဘွဲမဟုတ်ဘူးမင်းတို့ အာကြံဒီကန်းကနေဖြတ်တန်းလာခဲ့ပြီမင်းတို့ဦးတန်နေဝင်ကျန်းလာခဲ့တယ်ဘုံလုံးလိုက်တော့စစ်တာမင်းတို့ဒီနေရာမှာလှုပ်ရှားနေ ဘလောက်လဲအလုံးဘလောက်လဲလား ဘယ်လိုလဲဗျာ ကောင်းတယ်ကြီးဗျာ ဘုခုနာသားဘလောက်လဲ ကောင်းပါဗျာ ဟမ် ဒီမှာ ကောင်းပါဗျာ ပြထုတ်ပြ ဒီတို့တန်ခါရက်ချုပ်တွေမှတ်ပုံလေးတွေဗမာလေးဘလို့ဟုတ်ပြီပြီဟိုကမင်းပြီ ဟာမရှိဘူးအဲ့ဒါတော့ကျောင်းကြီးလာဗျာ ဟုတ်ပြီ ဘယ်လိုမလဲချိတ်တာဘု ဒီ ရား မင်းနဲ့ဘလို့ ဗျာ ဒီမင်းနဲ့ဘလို့ ဟိုဒေါ်နီဝင်ဗျာ ဘယ်မှာနေတော့ ဟိုဆွေပြီးတာဒါလေးနေနောက်9ရက်ကပိုင်းကဘယ်ပုံထုံးလဲပါဗျာဘယ်တော့မှအသက်တန်ဖြစ်လို့မေတော်ကြီးသက်တန်ဖြစ်လို့ဘယ်တော့လမ်းခေါ်ဟာဗျာ ဒီစံတဲ့ရုပ်ဝက်တာငါရဲ့ဥပဒေစံတော့ရံမျိုးအောင်ပရိယတိစာရီလိုက်ဟုတ်လားမင်းတို့တောင်းတကုံနှိခဲ့မင်းတို့တာညီက ကျန် မှာ မ ဖြစ် ဟုတ် လာ ပါ ခဲ့ ဘူးခုသာ ဟိုဘယ်တော့မှဘယ်တော့ဒီကမကြီးရှိဗျာဘယ်တော့ကတကယ်ဟုတ်တာမလို့သုံးကနာလည်းမဟုတ် ငါ ဘူး ပြောမယ်အဲ့ဒါငါမင်းတော့မပြောချင်ဘူး ခါလေးပုတ်ပြမှာဒီကောင်ဒီလိုပဲလှုပ်ရှားနေပြီးတော့ရက်ကွက်မှာကြားနေပြီမင်းတို့နစ်နေချီ ဘယ်တော့မလုပ်တော့ဗျာဟိုမလုပ်တော့ကိုရှိတယ်ဘယ်တော့လုပ်တော့အခုဘယ်တော့ကျောင်းကိုဆွေတာလည်းကြည့်လို့ရတယ်ဗျာဒီဆွေတာလည်းကြည့်လို့ရတယ်ဘယ်တော့မေတော်ကြီးသက်တန်ဖြစ်လို့ဘယ်တော့ကတိုင်းရုပ်ဖြစ်ဆက်ပြန်လမ်းခေါ် ဒီကအဲ့လိုပဲတနာအောင်ပြောပြီးတော့တနာအောင်ပြောပြီးဥစားဖြစ်တာဟမ် ဘိုးလုံးမျိုးဦးဆိုလိုက်ကြည့်လို့ရပါဟိုလိုက်ကြည့်လို့ရဗျာတော့တနာပါဘယ်တော့မေတော်ကြီးသက်တန်ဖြစ်နေမေတော်ကြီးသက်တန်ဖြစ်နေပါဗျာ နော်ကောက်တဲ့ ဘုံဘုံမြောင်ဆွေတာလည်းကြည့်လို့ရပါတယ် အော်တဲ့လူကတော့ဒီလိုငါကြည့်ရကွာငါကြည့်ကောင်ကောက်တဲ့ဟုတ်တဲ့ဒါ ဘယ်တော့မှကားကြည့်လို့တော့ပေါ်သွားတယ်ဗျာ ငါကိုနေလားအမေနေလို့လည်းဒီလိုစားနေကြတယ်ငါနေရအဲ့ဒါမျိုးဒီတန်းနေမှလည်းကြားနေပြီနော် အဲ့ဒီတော့မလုပ်ပါဘူး။အဲ့ဒါဆုံးလည်းမလုပ်ဘူး။အဲ့ဒါဘယ်တော့မှမလုပ်ဘူး။ဘယ်တော့တက်တာတော့တက်တာတော့ပဲကြည့်ပြီးတော့လည်းကြည့်ရပါတယ် ဟုတ်ဟုတ် ။ဘယ်လိုလဲကြည့်တယ် မဟုတ်ဘူးဗျာတပိတ်နေပြီးတော့တပိတ်ကမှထားတယ်တင်ချပြော ။ဘာလို့ကောင်းလဲ။ ဒါနဲ့ဒီရက်တော့မလုပ်ဘူး ဒါကဒီမှာကတော့ဒီ
ဦးစင်းကဘယ်ဥစ္စာဦးစင်းကဘယ်ဥစ္စာဦးစင်းပါလာကြမှာ အဲ့တော့ဟိုဒီရပိုင်းမှာဟုတ်တာဗျာဒီ ဘယ်လျှောက်ပြောပြန်ပြီဟမ် ဒီကျမဟုတ်တာဗျာဒီကျမဟုတ်တာ ဘယ်ဦးစင်းလားယဟန်လားကိုရင်လားကိုစား ကိုရင်ပြီးတော့ဒီမကန်သေးဗျာ ဟမ် ပြီးတော့ကိုရင်ဗျာ ခုနကတော့နှစ်ပါဦးစင်းဆို ဟုတ်တကယ်တော့ကိုရင် မင်းတက်ဘလောက်တော့တက်ဘလောက်တော့တက်ဘလောက်တော့ အဲ့ဒါလည်းပြီးတော့24လောက် ဟော24လောက်ရှိပြီလေအဲ့ဒါကိုရင်ဖြစ်နိုင်မှာမလားမဟုတ်ကောင်းနေတော့ပေါ်မှားနေပြီ ဟုတ်ကဲ့ဟိုကမင်းမပြောအဲ့တော့ဆုံးတော့တွေ့ပြီလား ဘယ်တော့မှမရပြောဆိုမင်းကနာမည်အမှန်ပြော အဲ့ဒါတော့လည်းတောက်ကြဗျာ ဟေးဘယ်မှာနေရလဲ ကျွေးတာဒါလေးလေးတော့ဟိုကျွေးတာတင်းနေဒါလေးလေးတော့9ရောက်ကပိုင်းကပုံနေလို့လဲ အဲ့မှာဘာလုပ်ထားလဲဘာလုပ်စားလဲ တော့အဲ့မှာစိတ်တော့တယ်အရင်စိတ်တော့လုပ်တယ်ကြောက်ဝေလုပ်တယ် ဟမ်မင်းရော ကြောက်ဝေလုံးလုံး မင်းကဘာဟမ်နာမည်ဘယ်လိုခေါ်လဲ ရဲမင်းသူ ရဲမင်းသူဘယ်ဘုန်းကြီးကဘယ်လောက်ကြောက်လဲအမှန်ပြောအမှန်လည်းပြော ကြားတယ်ဒီတရားပြီးတော့မှဝယ်ထားတာပဲကြားတယ် ဘိုးရင်ရောဘယ်လောက်တော့ တမတ်တော့ဒီလိုရောနားနေတယ်ပြီးတော့ ဟုတ်ဘူးမင်းအောင်အတူတူပဲလားပြောဒါမင်းအောင်နာမည်ဘယ်လို ဟေး မင်းနာမည်ဘယ်လို လွယ်အောင်မို့ဗျာ ဟမ် လွယ်အောင်မို့ပါ လွန်အောင်မို့ဖေးရနာမည်ဘယ်လို ဟေးဥမောင်ပဲ အမေရ တော့တင်ဝက်ဗျာ ယာကြီးသူတို့သိလား မသိဘူး ဟောဒီကောင်မလေးကသိတယ်သူအမြဲလာနေတာလေဟိုဖုန်းမင်းရလို့ပါ အများကြီးပဲဆရာ ဟုတ်လားအဲ့လိုပဲတန်ဃာတွေကဒီမှာလာနားတယ်ပေါ့ ဟုတ်ဒီမှာတော့လာကြသူလည်းမသိဘူးအ အေး များကြီး ဘောမဟုတ်ဘုံဘုံသိကျင်တာတာနာကိုဖြည့်ဆည်းနေတာကိုတို့တွေငိမ့်ခံနေတာနာပြက်ပါ အရှင်မဘယ်မှာမလို့ဟိုဒီလိုလဲရ မဆိုင်ဘူးအဲ့ဒါနဲ့မဆိုင်ဘူးမျိုးနဲ့ဘာမှမဆိုင်ဘူးဒါဘုံဘုံလို့ဘုံလို့ပဲဘာမှမဆိုင်ဘာမှမဆိုင်ညီတော့ဒီဥစ္စာတော့လာနေတဲ့ဥစ္စာကိုပြောတာညီနဲ့ဘာမှမဆိုင်ညီတို့အလုပ်ညီတို့ငါတို့လုပ်တာမဖြတ်ပါဘူးညီတို့ရက်ပြီးတော့ပြ ရှင်းလာလို့ အေးလေ ပြီးတော့ဒီစာပေကံ အေးလေ စာပေကံတို့လာပြီးတော့ပြင်တာပဲ အဲ့လိုလာတက်တယ်ဒါပဲပေါ့ဖြစ်လာခဲ့ရင်ဘုံဘုံရှင်ဒီနေရာမှာတို့လှုပ်ရှားနေဆိုညီတို့ကိုယ်တိုင်အဲ့လိုချက်မှာဆိုရင်ညီကိုယ်တိုင်ဒီထဲမှာပါဝင်နေတဲ့သဘောဖြစ်ပါမယ် ဟုတ်တယ်နင်တို့လက် ပြတရားဝင်နေ အဲဝင်နှန်းအလုပ်လုပ်လေဒီကတော့ဦးရကိုပြီးစိတ်တိုးလာတာ ဘုံကြီးခဏဒီတော့ဆုံးဖြတ်တာဘုံကြီးသင်တာပြင်တာ ရ ဒီဘာပဲကြားလို့ဟုတ်လား လိုက်သွားလိုက်ဘုတော့ တာနာမှာဒီလိုပြဿနာတွေရှိနေပါလိမ့်မယ်ဒါတွေတော့ဦးသေးမပြောလို့တော့ ဒီလိုလေးနေရာတွေ့ရတယ်အရန်ကိုထူးဆန်းပါတယ်နော်ဒါလေးကတစ်လုံးမှာအရန်ကိုထွန်းဖြစ်နေတဲ့ဗီဒီယိုလေးဖြစ်နေတဲ့အတွက်မိတ်ဆွေတို့အတွက်ဝင်ပြပေးလိုက်ရပါတယ်မိတ်ဆွေတို့ပတ်ဝန်းကျင်မှာလည်းဒီလိုမျိုးကိစ္စရက်တွေမြင်တွေ့ဘူးလေဆိုရင် comment မှာမှတ်ချက်ပေးခဲ့လို့ရပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်